Alright so ဒီနေ့ကျွန်တော်ပေါ်တာ Aaron ရဲ့ဒီဘန်ကောက်မှာလုံမယ် The Vibe ဆိုတဲ့ပွဲကိုတွားမယ်အပွဲမှာ artist တွေ designer တွေပြီးတော့အခြား creator တွေလည်းလာမှာဆိုတော့အခုနည်းနည်း shy ပြီးနောက်နိုင်ခွက်နေလို့ရှိရင်ကိုမယ်မ shy ရင်ဒီ vlog ကကျွန်တော်အတွက်နည်းနည်းထူးတယ် event ကိုတွားတဲ့ပထမဆုံး vlog ဖြစ်မယ်ပြီးတော့ DJI Osmo Pocket 3နဲ့ရိုက်တဲ့ပထမဆုံး vlog လည်းဖြစ်မယ်ဆိုတော့ let's roll Alright အခု shy လို့လည်းပြီးပြီဆိုတော့ကျွန်တော် go တော့မယ်Alright so ရောက်ပါပြီ KO တေးရွှိုင်းပြီးတော့မှဆိုင်ရောက်ထုတ်ကြီးစောင်းလိုက်တော့ဒိုင်တော့ပတ်သွားတယ် Anyway let's roll လေးလွာရှိတယ်လေးလွာသလုံးကျုံးတယ်ကျွန်တော်နည်းနည်းစောပြီးတော့လာလိုက်တော့ DJ room မှာတော့ပြင်ဆင်နေတော့မှရှိသေးတယ်ဆိုတော့ rooftop ကိုတက်ကြည့်မယ်Osmo လေးနဲ့ Osmo လေးနဲ့ Aaron ရပါလို့ပါside quest အနေနဲ့ကင်မရာကိုမတိုက်မိအောင်ကျွန်တော်ဒီနေရာမှာထိုင်ပြီးတော့ကူကြည့်ပေးခဲ့ပါတယ်လူတွေလည်းတဖြည်းဖြည်းရောက်လာပြီဆိုတော့ကျွန်တော်အပေါ်က art room မှာ art piece တွေကိုတွားကြည့်ပါမယ်ပြီးတော့ graffiti ဆွဲတဲ့အကူတွေလည်းတွေ့တော့အင်ဂျီကိုလည်းသူတို့ဆွဲပေးတယ်ဆိုတော့ကျွန်တော်လည်းအပ်ခဲ့ပါတယ်ဆွဲပေးတဲ့အကူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့လူစီနေတဲ့ပါတီကိုပြန် join ပါပြီOkay so party is over ပါတီလည်းပြီးသွားပြီဆိုတော့ကျွန်တော်အပေါ် rooftop မှာခဏနားပြီးတော့အဲဒီက pro တွေနဲ့စကားပြော network queue ခဲ့ပါတယ်ခဏနေတော့ကျွန်တော်ပေါ်တာကိုနှုတ်ဆက်ပြီးကငှားပြီးတော့ပြန်ခဲ့လိုက်ပါတယ်ဒီပွဲလေးက The Vibe ရဲ့ပထမဆုံးပွဲဖြစ်တယ်လို့ကျွန်တော်တို့လည်းဒီလိုပွဲမျိုးကပထမဆုံးတွေ့ကြုံဖြစ်ပါတယ်လူတွေအများကြီးနဲ့တွေ့ရပြီးတော့တကယ်လည်း fan ဖြစ်ခဲ့ပါတယ်ဆိုတော့ပြန်ရောက်ပါပြီ